ထိုအချိန်မှာပဲကောင်းလေးကမသွားပါနဲ့ဦးညီလေးကအကိုမှားပါတယ်အကိုကိုထားမသွားပါနဲ့အောင်လို့ခွေးဝါလေးအားဖက်ပြီးတော့ယူမတက်အငိုနေပြီမဲ့ခွေးဝါလေးရဲ့မျက်လုံးတွေကတဖေးဖေးနဲ့မင်းဆင်းသွားခဲ့ပါပြီခွေးဝါလေးရဲ့တာဝန်ကကြည့်ပြီးသူတကယ်ရဲ့ရင်ထဲမှာနောက်ဆုံးထွက်သက်ကိုသူနှောက်ဆက်ထပ်ဖာသွားခဲ့ပါတော့တယ်အဲ့ဒီချိန်မှာအနောက်ကနေပြေးလိုက်လာတဲ့ဆရာဝန်ရောက်လာတယ်ကောင်းလေးဖွပန်းရတဲ့ခွေးတေကောင်လေးကိုကြည့်ပြီးဆရာဝန်ကမျက်ရည်ကျကပြောလိုက်တယ်မင်းဒီကောင်လေးကိုဘယ်လောက်ချစ်လဲဆိုတာငါမသိဘူးဒါပေမဲ့ဒီကောင်လေးကတော့မင်းပြန်လာမဲ့လမ်းကိုဒီနေရာကနေနေ့တိုင်းစောင့်နေခဲ့တာ၄နှစ်တောင်ရှိပြီကွာဆိုပြီးဆရာဝန်ကထိုကောင်လေးအားပြောပြလိုက်ပါတယ်ဟုတ်ကဲ့မိုက်ဆွေဒီဇလန်းလေးကကျွန်တော်တို့ကိုပေးတဲ့သင်ခန်းစာကတော့သစ္စာတရားဆိုတာစကားလုံးလှလှလေးတွေနဲ့ဖွင့်နေပြရတဲ့အရာမဟုတ်ပါဘူးအသက်ထွက်တဲ့အချင်းထိတယောက်တည်းသောသူကိုစောင့်မျိုးနေခြင်းအသက်ထွက်ခါနေအချင်းထိကိုချစ်ရတဲ့သူအတွက်စ조사ပေးခြင်းကတားလေးရဲ့သစ္စာတရားဆက်ဆက်ဖြစ်ပါတယ်လောကမှာလူအချင်းချင်းသစ္စာဖောက်ကြလို့စစ်ညစ်နေပါသလားဒါဆိုရင်သင်အိမ်ကခွေးလေးရဲ့မျက်လုံးတွေကိုတစင်းစင်းနဲ့ကြည်လိုက်ပါအဲ့ဒီမျက်လုံးဝိုင်းဝိုင်းလေးတွေထဲမှာသစ္စာပွင့်နေတဲ့သစ္စာတရားရဲ့အပြည့်ရှိနေပါလိမ့်မယ်ဆိုတော့ကျွန်တော်ဒီဇလန်းလေးကိုကျွန်တော်ဆက်ပြီးတော့ဖတ်ပြပေးပါမယ်။ကောင်လေးကမြည်ရည်တွေကြားကနေခွေးဝါလေးရဲ့အလောင်းကိုပွက်ဖက်ပြီးသူ့နေထိုင်ရာမြို့ကြီးကိုပြန်ကိုသွားခဲ့ပါတယ်။အိမ်ရောက်တာနဲ့မွေးသားမိဖတွေကိုဖွက်တောင်းပြီးခြံဝမ်းကြည်ကြီးတဲ့အင်းကြီးတဲ့တစ်ပင်အရိုက်အောက်မှာသူကိုယ်တိုင်မြည်ချင်းပြုတ်ပြီးတော့ကောင်းမွန်စွာနဲ့မြုံနှံပေးလိုက်ပါတယ်။ခွေးဝါလေးရဲ့အောက်ကူလေးပေါ်မှာတော့ငါအသက်ထက်ရှိရတော့ညီလေးအင်းကြီးရတဲ့ငင်းချမ်းစွာအိတ်ဆက်နိုင်ပါစေလို့ခမည်းထိုးထားလိုက်ပါတယ်။မနေ့တိုင်းကောင်လေးဟာအဲ့ဒီအုတ်ခုလေးရဲ့ရှေ့မှာတရောလာထိုးလေးရှိပါတယ်ဒီတစ်ခါတရောတန်စံတွေဟာလွမ်းစုပွေတက်တက်မဟုတ်တော့ပဲကျေးဇူးတရားနဲ့တန်ရောစီကိုဂုံပြုတ်တဲ့တေးသွားတယ်ဖြစ်နေပါပြီခွေးဝါလေးမရှိတော့ပေမဲ့ကောင်လေးရဲ့စိုက်ထဲမှာအတိတရားတစ်ခုရလိုက်တယ်မငိန်လေးလိုမျိုးတခင်ကိုစောင့်နေတဲ့ထမင်းငတ်နေတဲ့နေစရာမရှိတဲ့လမ်းပေးခွေးလေးတွေအများကြီးချိနေသေးတာပဲဒါကြောင့်သူကမိဘတွေစီကရတဲ့အမွေတွေသူ့ရဲ့ဂီတကနေရတဲ့ဝယ်ငွေတွေကိုကိုချိုးအတွက်မသုံးတော့ပဲအကြီးမားဆုံးအလှူတစ်ခုကိုစတင်လှုပ်ဆောင်ပါတော့တယ်သူ့ရဲ့ဇာတိမျိုးဟောင်းနဲ့အခုလက်ရှိနေတဲ့မျိုးကြီးနှစ်မျိုးစလုံးမှာခွေးဝါလေးအောက်မွေပွဲဒရိုက်ဆန်စောက်ရှောင်းရကေးဟာတွေကိုဆောင်းလိုက်ပါတယ်။ဒီဟာတွေမှာဝန်ထမ်းတွေခန့်ထားတယ်ဒရိုက်ဆန်ဆရာဝန်ကြီးငှားရမ်းထားတယ်လမ်းမင်းကဒုက္ခရောက်နေတဲ့ခွေးလေးကြောင်လေးတွေမှတ်သမျှကိုပိုယူဆောင်လျှောက်တယ်စေးကူတာပေးတယ်အစာကျွေးတယ်ကောင်လေးကိုယ်တိုင်ကလည်းအားတဲ့အရှိတိုင်းကေးဟာကိုသွားပြီးခွေးလေးတွေကိုကိုယ်တိုင်ရေချိုးပြီးအစာကျွေးလေးရှိပါတယ်။သူ့ကိုဝိုင်းပြီးအမီးနဲ့နေကြတဲ့ခွေးလေးတွေကိုကြည်လိုက်တိုင်းသူ့ညီလေးခွေးဝါလေးကိုမြင်ရောက်နေမိတယ်။ခွေးဝါလေးတကောင်လေးတည်ဆုံးသွားခဲ့ပေမဲ့သူ့ရဲ့ပေးဆက်မှုကြောင့်ထောင်ပေါင်းများစွာသောခွေးလေးတွေဟာအသက်ရှင်ခွင့်စားသက်ခွင့်ရသွားကြပါပြီ။ Okay မိုက်စေဒီဇလန်တွေကလည်းကျွန်တော်တို့ကိုဘာတွေသင်ပေးတယ်လဲဆိုတော့ချစ်ချင်းမေတ္တာဆိုတာတည်ဆုံးခြင်းနဲ့အဆုံးသတ်သွားရတဲ့အရာမဟုတ်ဘူးဆိုတာပါပဲ။ကောင်လေးဟာသူ့ရဲ့ဝမ်းနဲ့ပူဆွေးမှုတွေကိုအားငယ်စိတ်အဖြစ်မပြောင်းလဲပဲပိတ်ကန်စောက်ချောက်ချင်းဆိုတဲ့ခွန်အားအဖြစ်ပြောင်းလဲပြလိုက်တာပါ။သူညီလေးခွေးဝါလေးရဲ့သစ္စာတရားကိုတန်ဖိုးထားတဲ့အနေနဲ့လောကမှာရှိတဲ့တခြားသောအသက်ငယ်လေးတွေကိုကြည်တင်ပေးလိုက်ပါတယ်။ဒါကြောင့်တင်းရဲ့ဘဝမှာတန်ဖိုးထားရတဲ့အရာတစ်ခုဆုံးရှုံးသွားတဲ့အခါငိုကြွေးနေုံနဲ့အချိန်မကုန်ပါစေနဲ့အဲ့ဒီဆုံးချုံမှုကိုအရင်ပြုပြီးလောကကြီးအတွက်ပိုကောင်းတဲ့အရာတွေဖန်တီးပေးလိုက်ပါခွေးဝါလေးရဲ့ခန္ဓာကိုမြေကြီးထဲမှာပျောက်ကွယ်သွားပေမဲ့သူ့ရဲ့ပိုပေါက်လာတဲ့မေတ္တာရင်မြုံကြီးကတော့ထာဝရရှင်တန်နေမှာဖြစ်ပါတယ်ဒီဇလန်ဟာတာမန်မြည်ရည်ရှုဇလန်တစ်ပုံမဟုတ်ပါဘူးစွန့်လွတ်ခြင်းဆိုတာအခြေရဲ့အမြင့်မြတ်ဆုံးသူပြကောက်တစ်ခုဆိုတာကိုပေါ်ပြထားခြင်းဖြစ်ပါတယ်ဒီဇလန်လေးရဲ့အစပိုင်းမှာကောင်လေးဟာလမ်းဘေးမှာနေရတဲ့သူအရာရာချွတ်တက်တဲ့သူသူ့ဘဝအတွက်တစ်ခုတည်းသောအလင်းရောင်တစ်ခုတည်းသောဂုံတိုက်ခါဟာတရိုးအိုလေးပါပဲအလွန်ပညာရှင်တရားအတွက်ကိုမျက်နှာရတဲ့တူရိယာဆိုတာကိုယ့်ရဲ့ဝိညာဉ်ပါပဲဒါပေမဲ့သူညီလေးလို့ချစ်ရတဲ့ခွေးဝါလေးအသက်အန်ထရီကြုံလာရတဲ့အခါမှာသူဟာသူ့ဝိညာဉ်ဖြစ်တဲ့တရိုးကိုရောင်းချဖို့ဝမလေးခဲ့ပါဘူးဒီနေရာမှာကျွန်တော်တို့ရရှိလာတဲ့ဒါသနာတစ်ခုကတော့လူတစ်ယောက်ကိုတကယ်ချစ်တယ်ဆိုတာငါဘာရမလဲလို့တွေးတာမဟုတ်ပဲသူအဆင်ပြေဖို့အတွက်ငါဘဝရဲ့အရေးကြီးဆုံးအရာကိုတောင်စွန့်လွတ်ရခြင်းဖြစ်ပါတယ်လက်ရှိခက်ကြီးထဲမှာအရှိကိုတက်မှတ်မှုနဲ့ရိုးထွေးနေကြပေမဲ့ဒီကောင်လေးကတော့မေတ္တာဆိုတာပေးဆက်ခြင်းတက်တက်ပဲဖြစ်ကြောင်းတက်တည်ပြခဲ့ပါတယ်သူရဲ့အနုပညာကိုစွန့်လွတ်လိုက်ခြင်းကခွေးလေးရဲ့အသက်ကိုဆက်လက်ရှင်သန်နိုင်ခဲ့တယ်ဒါကလူသားဆန်မှုရဲ့အထွတ်အထိုက်တစ်ခုပါပဲ
ဒီဇလန်လေးရဲ့အဓိကကိုယ်တိုင်ဇက်လိုက်ကခွေးဝါလေးပါပဲလူသားတွေကသစ္စာတရားရဲ့အကြောင်းကိုကြပြတွေဖွင့်တခြင်းတွေဆိုပြီးပြောနေကြပါမယ်လက်တွေ့မှာတော့အခြေအနေအချိန်ခါအရာပြောင်းလဲနေကြပါတယ်ဒါပေမဲ့ခွေးဝါလေးကိုကြည့်ပါသခင်ကပြောက်တော့တာလေးနဲ့ရှိပြီးသူ့ခန္ဓာကိုယ်ကအိုမဲမစွမ်းဖြစ်နေပြီသူ့မျက်လုံးတွေကမှုံဝါးနေပြီဒါပေမဲ့ तू မပြောင်းလဲတဲ့အရာကတော့မျိုးလင့်ချက်ပါပဲ तू ဟာသခင်ဘာလို့ပြန်မလာတာလဲဆိုပြီးအပြစ်မတင်ပါဘူးသခင်ဘေးရောက်နေလဲဆိုပြီးစိတ်မပြတ်ပါဘူးသူ့ရဲ့တာဝန်ကစောင့်နေဖို့ဆိုတာပဲကဒီအချက်ကကျွန်တော်တို့ကိုဘာတင်ပေးလဲဆိုတော့သစ္စာတရားဆိုတာအစဉ်ပြေမှချစ်တာမျိုးမဟုတ်ပါဘူးအကြောင်းပြချက်မရှိဘဲအခြေအနေတွေစိုးရွားနေတဲ့ကြားကနေမပြောင်းလဲပြီးရက်တည်နေခြင်းကဒါလည်းသစ္စာတရားစစ်စစ်ဖြစ်ပါတယ်။ကောင်းလေးအတိုက်မေးသွားတဲ့အပိုင်းဟာအတိုက်ပန်နေကြဖြစ်ရတစ်ခုဖြစ်ပေမဲ့ဒါသနာရှုတော့ကနေကြည့်ရအရန်လေးနဲ့ပါတယ်။သူဟာဦးနောက်ကနေသူ့နာမည်ကိုမေ့သွားတယ်သူ့ဘဝကိုမေ့သွားတယ်။ဒါပေမဲ့တရိုးတန်ကြားရဲ့နှိမ့်ရီဝေးတာစပေပန်းတွေကိုမြင်ရင်ရင်လေးကိုနာကျင်တာလမ်းမေးခွေးလေးတွေကိုမြင်ရင်အလိုလိုနေရင်းနဲ့အစာကျွေးကျင်တာဒါတွေကဘာကိုဖြတ်တနေလဲဆိုတော့လူတစ်ယောက်ရဲ့အနှစ်သာရဆိုတာဦးနောက်မညံထဲမှာရှိတာမဟုတ်ပဲနှလုံးသားနဲ့ဝိညာဉ်ထဲမှာပါဂိမ်းအောင်နေတတ်တယ်ဆိုတာကိုပြောချင်နာပါချစ်ချင်းမြတ်တာနဲ့ပရာဟိတစိတ်သက်ဆိုတာ DNA ထဲမှာစီးဆင်းနေတဲ့အရာမို့လို့ဘလောက်ပဲအတိုက်မေ့ပါစေအဲ့ဒီကောင်းမြတ်တဲ့စိတ်ရင်းကတော့ဘယ်တော့မှပျောက်ပြတ်မသွားပါဘူးဒါကလူကောင်းတစ်ယောက်ရဲ့တန်ဖိုးကိုမိန်မောင်းပိုးပြလိုက်တာပါပဲဇလန်ရဲ့အထွတ်ထိပ်တစ်ခုဖြစ်တဲ့ခွေးဝါလေးတည်ဆုံးသွားတဲ့အခန်းရဲ့နေကုန်းလျှောက်ဟာဒီဇလန်ရဲ့အနှစ်လျှောက်ဒါသနာတစ်ခုပါပဲခွေးဝါလေးဟာတာမတ်တည်ဆုံးခြင်းမျိုးမဟုတ်ပါဘူးသူတခင်အတက်ကိုပြန်ရဖို့တဲ့သူ့အတက်ကိုရင်းပြီးတော့ပန်းတီဟန်ဆောင်ကတတိပေးခဲ့တာပါဒါကသူ့ဘဝရဲ့ပေးဆပ်မှုတစ်ခုပါပဲကောင်းလိုက်တော့ဒီစုချုံမှုကကဘာဖြစ်တယ်လို့ခံစားရမှာပါဒါပေမဲ့သူဘာလုပ်ခဲ့တယ်လဲသူငိုကြွေးပြီးတော့ဘဝကိုအရှုံးပေးလိုက်တာမျိုးမဟုတ်ပါဘူးသူညီလေးရဲ့ကိုဝါဖြစ်တဲ့လမ်းမေးခွင်းလေးပေါင်းများစွာကိုအကီတင်ဖို့ဒီဟာတွေဆောက်လောက်ချင်းပြန်တုံ့ပြန်ခဲ့တာပါဒီနေရာမှာရရှိခဲ့တဲ့အကျိုးကျေးဇူးသင်ခန်းစာကတော့ချစ်ရတဲ့သူကိုဆုံးချုံလိုက်ရတဲ့အခါအကောင်းဆုံးဝန်နေမှုကတော့အဲ့ဒီလူသူမဟုတ်အဲ့ဒီ Drayson လေးထားခဲ့တဲ့မေတ္တာတရားကိုဆက်လက်ချမ်းသာနိုင်အောင်လုပ်ဆောင်ခြင်းပါပဲ။အောင်လေးဟာတည်ဆုံးသွားတဲ့အခါခွေးဝါလေးကိုပြန်မပေါ်နိုင်ပေမဲ့နောက်ထပ်ခွေးဝါလေးပေါင်းများစွာကိုအစာငတ်ပြတ်ခြင်းဘေးကနေတည်တည်နိုင်ရပါတယ်။ဒါဟာအပြုတ်သဘောဆောင်သောဝန်နေခြင်းတစ်ခုလည်းဖြစ်ပါတယ်။ဆိုတော့နေကုန်းရောက်တဲ့ပြောရလို့ရှိရင်မိတ်ဆွေဒီဇလန်ဟာလမ်းမေးကဖုံဖုံတွေကြားမှာပေါက်ရောက်နေတဲ့ဂျပန်တပွင့်လိုပါပဲ။မြစ်ပတ်ပေးရနေတဲ့ပတ်ဝန်းကျင်ချင်းရင်ငွေတင်မှုတွေကြားမှာအနုပညာဆိုတဲ့ရည်တက်မေတ္တာဆိုတဲ့နေအောင်ချေသစ္စာဆိုတဲ့လေရင်ဒီရောက်တဲ့ပေါင်းဆက်ပြီးတော့လှပစွာနဲ့ပွင့်လန်းလာတဲ့ဇလန်လေးတစ်ပေါက်ပါပဲဒီဇလန်လေးကိုဖတ်ပြီးတဲ့ကြည့်ပြီးတဲ့သူတိုင်းကိုပေးနာကဒရိတ်ဆန်လေးတွေကိုပိုချစ်တက်လာလိမ့်မယ်လို့ကျွန်တော်ကတော့မျိုးလင့်မိပါတယ်ကိုရဲ့အောင်မြင်မှုငွေကြေးဆိုတာတွေဟာမေတ္တာတရားလောက်တန်ဖိုးမရှိမှန်းသိပါတယ်ဒါလူတိုင်းသိပါတယ်အရေးကြီးဆုံးကတော့လူဖြစ်ဖြစ်ဒရိတ်ဆန်ဖြစ်ဖြစ်နှလုံးသားချင်းနှိစက်သွားရမိသားစုပါပဲအားလုံးပဲရှင်လန်းချမ်းမြေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာကြိုက်တယ်ဆိုလို့ရှိရင်တော့ subscribe လေးလုပ်ထားပြီးတော့ပြောချင်ပါတယ်မကြိုက်ဘူးဆိုလို့ရှိရင်လည်းကြိုသွားလို့ရပါတယ်။အော်ဒါပေမဲ့ဆုံးအောင်ဒီဖတ်လိုက်ပြီဆိုလို့ရှိရင်တော့ subscribe တာလုပ်ထားပြီးတော့အနုညံ့တောင်းပန်ချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။